ကိုတန်မိုးမထားရင်မြည်သူမှတန်မိုးမထားပါတခါတလေတင်အတွက်မြည်သူမှစိတ်ဝင်စားခြင်းမရှိသလိုခံစားတတ်လားအလုပ်တစ်ခုမှာကိုအကောင်းဆုံးလုပ်တယ်ကိုရဲ့ရလက်ကကောင်းတယ်ဒါပေမဲ့မြည်သူမှကိုရဲ့စူးစမ်းမှုရလက်ကိုအတိမတ်မပြုတ်ဘူးဆိုရင်ဒါဟာမိတ်ဆွေကိုယ်တိုင်မိမိကိုတန်မိုးမထားတာကြောင့်ပဲဖြစ်တတ်ပါတယ်မိတ်ဆွေကကိုတန်မိုးထားတယ်ဆိုတာတကူကောင်းဆန္ဒမျိုးမဟုတ်ပဲမိမိကိုယ်တိုင်ကိုတက်တောင့်တက်တာနဲ့ဆောင်ရွက်တာကိုအတွက်လုပ်ဖို့အလုပ်လေးကျင့်ကံတက်တောင့်တက်တာနဲ့အပြုမှုတွေအလုံးအတွက်မိမိကိုယ်တိုင်ကျင့်တတ်စေဖို့ပဲဖြစ်ပါတယ်မိတ်ဆွေရဲ့လုံနိုင်စွမ်းကိုတိုင်းတာပါလုံနိုင်စွမ်းတိုးတက်ခြင်းရင်နေ့စဉ်ဖြည်းဖြည်းချင်းတိုးလုပ်သွားလို့ရပါတယ်ပြီးရင်မိတ်ဆွေရဲ့အစွမ်းအစကိုကျင့်တတ်ပါမိမိကိုအားပေးပါဒါတွေဟာမိမိကိုတန်ဖိုးထားတာပဲနောက်ထပ်လူတွေကမိတ်ဆွေကိုဘယ်လိုပြုမှုမယ်ဆိုတာလာပြီးတတ်မှတ်ပေးလို့မရတော့ဘူးမိတ်ဆွေနားလည်မိရင်အပြင်ကလူတွေရဲ့ထင်မြင်ချက်တွေမိမိအပေါ်တက်ရောက်နေမှာမဟုတ်တော့ပါဘူးကိုတန်ဖိုးထားတာကတန်မာတဲ့အပြန်အလှန်ဖြစ်တယ်မိမိကိုတန်ဖိုးထားတဲ့ယောက်ျားတစ်ယောက်ကတခြားသူတွေကိုလည်းယုံကြည်မှုနဲ့လေးစားမှုရှိတဲ့မိတ်ဆွေလည်းအဲ့လိုဖြစ်ချင်တယ်ဆိုရင်တဘာဝအကောင့်ကို forward လုပ်ပါမိတ်ဆွေအတွက်အကောင်းဆုံးခွန်အားတွေယူလာပေးမဲ့ဗီဒီယိုတွေဖန်တီးပြီးနေ့စဉ်တင်ပေးနေပါတယ်နေ့တိုင်းစွမ်းရင်ပြန်ပြေးလာအောင်နီလန်တွေမျှဝေနေမှာဖြစ်ပါတယ်